ကိုထင်ကြီးတယ်မာမနာကြီးတယ်လူတွေဟာမာမနာကြီးကြတယ်ကြီးလာတဲ့မာမနာကိုမလျှော့ချနိုင်ကြလားအဲ့ဒီမလျှော့ချနိုင်ခြင်းကြောင့်ဒေါသတို့ကောရလို့ဆိုတဲ့အမျက်ဒေါသရဲ့မာမနာရဲ့နှစ်ခုပေါင်းပြီးတော့လူတွေဟာထောင်လွှားကြတာဖြစ်တယ်အဲ့ဒီတရားနှစ်ပါးရဲ့လှုပ်ဆောင်မှုကြောင့်ကဘာကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုမရကြဘူးငြိမ်းချမ်းမှုမရငြိမ်းချမ်းမှုမရသည့်အတွက်ကြောင့်အပြစ်မဲ့တဲ့ပုဂ္ဂိုလ်တွေဟာသိဆုံးကုန်ကြရတယ်အဲ့တော့သင်္ကန်းစာယူရမှာဘာလို့ဆိုလို့ရှိရင်မိမိတယောက်ရဲ့မာမနာတွေကြောင့်မိမိတယောက်ရဲ့အမုန်းစိတ်တွေကြောင့်တခြားလူတွေဒုက္ခရောက်တာမျိုးမဖြစ်သင့်ဘူး